ဇလန်းကဝေးလံခေါင်တီတဲ့ရွာတရွာရဲ့ထိတ်လန့်စရာနဲ့စိတ်အနှောက်အယှက်ဖြစ်စရာအခန်းတစ်ခုနဲ့စတင်ထားပါတယ်။ရွာသားအုပ်စုကြီးတစ်ခုစုဝေးနေကြပြီးမကြခင်မှာပဲသူတို့ဟာကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုအတွက်ပြင်ဆင်နေကြတာထင်ရှားလာပါတယ်။လူအုပ်ကြီးရဲ့အလဲမှာထူးဆန်းတဲ့တစ်သားစင်တစ်ခုမှာချီနှောင်ခံထားရတဲ့အမျိုးသမီးတစ်ယောက်ရှိနေပါတယ်။ရွာသားတွေကအခိုင်အမာယုံကြည်ထားကြတာကသူမဟာအောက်လန်းပညာကိုသုံးပြီးသူတို့ရွာမှာဖြစ်ပျက်နေတဲ့ကန်ဆိုးမှုမောင်ကျမှုအလုံးအတွက်တာဝန်ရှိတယ်ဆိုတာပါပဲ။သူမဟာသူတို့ရဲ့ဒုက္ခတွေရဲ့အရင်းမြစ်ဖြစ်တယ်လို့ယုံကြည်နေကြတဲ့အတွက်သူတို့ကသူမကိုအလွန်ရက်စက်တဲ့နည်းနဲ့အပြစ်ပေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စီရင်ချက်မချခင်မှာရွာသားတွေကအမျိုးသမီးကိုညှာတာမှုမရှိဘဲနှိပ်စက်ကြပါတယ်။သူမကိုထပ်တလဲလဲရိုက်နှက်ကြပြီးဒဏ်ရာဟောင်းတွေကိုပြန်ပွင့်အောင်လုပ်ကာစားနဲ့တံမြာသီးတွေနဲ့ပို့ကြပါတယ်။နာကျင်မှုကမခံမရပ်နိုင်အောင်ဖြစ်ရပြီးအမျိုးသမီးကလည်းအသေးအတန်ကယူနာတက်ဖို့တောင်းပန်ရှာပါတယ်။သူမရဲ့အော်ဟစ်တန်တွေကြားကနေရွာရဲ့ပြဿနာတွေအတွက်သူမမှာအပြစ်မရှိကြောင်းညှင်းဆိုပြီးသူမကိုမတက်ဖို့အော်ဟစ်တောင်းပန်ပါတယ်။ဒါပေမဲ့ဘယ်သူမှနားမထောင်ချင်ကြပါဘူး။ဒေတာခန်နက်ဆရာတယောက်ရဲ့မြောက်ပင်ပေးမှုကြောင့်ရွာသားတွေဟာစီရင်ချက်ကိုလှုပ်ဆောင်ကြပါတယ်။ကြောက်မက်ဖွယ်ကောင်းတဲ့အခိုက်အတန့်မှာအမျိုးသမီးရဲ့လေပင်ကိုလှိဖြတ်လိုက်ပြီးခန္ဓာကိုယ်ကနေဦးကောင်းကိုတိချစီဖြစ်သွားစေပါတယ်။ဒါပေမဲ့သူမတေဆုံးသွားပြီးနောက်မှာတော့မဖြစ်နိုင်တဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။သူမရဲ့ပြတ်တောက်သွားတဲ့ဦးကောင်းကလှုပ်ရှားလာပါတယ်။အမျိုးသမီးရဲ့ခန္ဓာကိုယ်ကလည်းသူမအသက်ရှင်နေတော့အတိုင်းပြင်းပြင်းထန်ထန်ဆက်လက်တုန်ခါနေပါတယ်။ဒီကြောက်မက်ဖွယ်မြင်ကွင်းကိုမြင်လိုက်ရတဲ့ရွာသားတွေဟာအလွန်မင်းထိတ်လန့်သွားကြပါတယ်။ပြပြတလဲနဲ့သူတို့ဟာဒီနေရာကိုစွန့်ခွာပြီးအသက်လူကထွက်ပြေးကြပါတယ်။ဒီလိုတုံလို့စရာကောင်းတဲ့အစပြုံးမှုပြီးနောက်ဇလန်းကနှစ်ပေါင်းများစွာကြာတဲ့အထိရှေ့ကိုကျော်သွားပါတယ်။အဲ့ဒီနောက်မှာအလံလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်နဲ့မိတ်ဆက်ပေးပါတယ်။ရွာသားတွေနဲ့မတူဘဲသူမကမြို့မှာနေထိုင်ပြီးမတူညီတဲ့ပြဿနာတွေကိုရင်ဆိုင်နေရသူပါ။သူမရဲ့မိဘနှစ်ပါးစလုံးကွယ်လွန်သွားခဲ့ပြီးဘဝကိုသူမတစ်ယောက်တည်းရင်ဆိုင်ကျော်ဖြတ်နေရပါတယ်။ပိုဆိုးတာကသူမရဲ့အဖေကမကွယ်လွန်ခင်မှာကြီးမားတဲ့ကျွေးမိပမာဏကိုခြံထားခဲ့တာပါပဲ။အဲ့ဒီကျွေးမိတွေကြောင့်ကျွေးရှင်တွေနဲ့လူမိုက်တွေကသူမကိုအမြဲတမ်းနှောက်ယှက်နေကြပါတယ်။ဒါပေမဲ့အလံကသူမကိုသူမဘလို့ကာကွယ်ရမလဲဆိုတာသင်ယူထားပါတယ်။ဘယ်သူမဆိုသူမကိုချင်းချောက်ဖို့ကြိုးစားတဲ့အခါသူမကအရှုံးမပေးပါဘူး။ဒီလိုထိတ်တိုက်တွေ့ဆုံမှုတစ်ခုမှာသူမဟာပလင်းတစ်လုံးကိုရိုက်ခွဲပြီးတိုက်ခိုက်သူတွေကိုမောင်းထုတ်ကာသူမရဲ့ဘဝထဲကနေဝေးဝေးနေဖို့တတိပေးခဲ့ပါတယ်။သူမရဲ့တတိရှိမှုမှာအလံကဒီပြဿနာတွေကပြီးဆုံးဖို့ဝေးသေးတယ်ဆိုတာသိပါတယ်။ပတ်စံတောင်းနေတဲ့လူတွေကကျွေးမိတယူပြီးမကြံပြန်မဆက်မချင်းသူမနောက်ကိုဆက်လိုက်နေဦးမှာပါ။ဒါကိုသဘောပေါက်ပြီးသူမဟာဒီပတ်စံကိုဘလို့နည်းနဲ့မဆိုအမြန်ဆုံးစီစဉ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီနောက်မှာဇလန်းကအလံမှာမောင်လေးတစ်ယောက်လည်းရှိသေးတယ်ဆိုတာပြသပါတယ်။သူမကအချိန်များစုကိုအလုပ်လုပ်ပြီးသူတို့ကိုထောက်ပံ့ဖို့စူးစမ်းနေရတဲ့အတွက်သူမရဲ့မောင်လေးကိုသူမရဲ့တငယ်ချင်းအရင်တွေကပဲကြည့်ရှုစောင့်ရှောက်ပေးလေးရှိပါတယ်။အဲ့ဒီတငယ်ချင်းတွေထဲမှာတစ်ချိန်ကအလားအလာရှိတဲ့အားကစားသမားတစ်ယောက်ဖြစ်ခဲ့ဘူးလေဂျီယာလည်းပါဝင်ပါတယ်။ကံမကောင်းစွာပဲဂျီယာဟာပြင်းထန်တဲ့နှလုံးရောဂါဖြစ်ပွားပြီးနောက်သူမရဲ့အသက်မွေးဝမ်းကြောင်းကိုဆွန့်လွတ်ခဲ့ရပါတယ်။သူမရဲ့နှလုံးကသွေးကိုကောင်းကောင်းမြင့်မြင့်ထုတ်နိုင်တော့တဲ့အတွက်ပြိုင်ပွဲတွေဆက်ပြိုင်ဖို့မဖြစ်နိုင်တော့ပါဘူး။ခွဲစိတ်ကုသမှုကပြဿနာကိုဖြေရှင်းပေးနိုင်ပေမဲ့ကုသမှုအတွက်ကြီးမားတဲ့ပတ်စံပမာဏလိုအပ်လိမ့်မယ်လို့ဆရာဝန်တွေကသူမကိုပြောခဲ့ပါတယ်။အလံလိုပဲဂျီယာကလည်းငွေရေးကြေးရေးအရာရုန်းကန်နေရပြီးပေးချေဖို့နီးလန်းမရှိပါဘူး။မိန်းကလေးနှစ်ယောက်စလုံးပို့ပြီးတော့အသေးအတန်ဖြစ်လာတဲ့အခါသူတို့တငယ်ချင်းအုပ်စုတွေကကောင်းလေးနှစ်ယောက်ကစွန့်စားရမယ့်အစီအစဉ်တစ်ခုကိုစဉ်းစားမိခဲ့ကြပါတယ်။သူတို့ကချမ်းသာတဲ့အိမ်တအိမ်တွေကိုဖောက်ထွင်းဝင်ရောက်ပြီးပတ်စံခိုးဖို့အကြံပြုကြပါတယ်။ပထမတော့အလံကောဂျီယာကောဒီလိုအနေအများတဲ့အကြံဉာဏ်နဲ့ပတ်သက်ခြင်းစိတ်မရှိကြပါဘူး။ဒါပေမဲ့သူတို့ရဲ့ငွေရေးကြေးရေးပြဿနာတွေကပိုကြီးထွားလာတာကြောင့်ဒါကိုသူတို့ရဲ့တစ်ခုလေးသောရွေးချယ်စရာအဖြစ်စတင်စဉ်းစားလာကြပါတယ်။နောက်ဆုံးမှာတော့သူတို့ဟာဒီခိုးမှုမှာပါဝင်ဖို့သဘောတူလိုက်ကြပြီးဒါကိုတစ်ချိန်ပဲလုပ်မယ်လို့သူတို့ကိုသူမနာချကြပါတယ်။သူတို့ရဲ့အစီအစဉ်ကရိုးရှင်းပါတယ်။သူတို့ဟာအိမ်တအိမ်ထဲကိုဖောက်ထွင်းဝင်ရောက်ပြီးသူတို့အသေးအတန်လိုအပ်နေတဲ့ပတ်စံပမာဏကိုပဲခိုးယူကာပြန်ထွက်လာကြမှာပါ။သူတို့ရဲ့စိတ်ထဲမှာတော့ဒီပြစ်မှုတစ်ချိန်တည်းကသူတို့ရဲ့ပြဿနာအလုံးကိုဖြေရှင်းပေးပြီးဘဝကိုရှေ့ဆက်နိုင်ခွင့်ပေးလိမ့်မယ်လို့ထင်မှတ်နေကြပါတယ်။ကံမကောင်းစွာပဲသူတို့တွေကဘယ်သူမှဒီဆုံးဖြတ်ချက်ကသူတို့ကိုသူတို့စိတ်ကူးရင်ဘူးတာထက်ပိုဆိုးတဲ့အိမ်မက်ဆိုးတစ်ခုတည်းဆွဲခေါ်သွားတော့မယ်ဆိုတာမသိခဲ့ကြပါဘူး။ပထမတော့အလံဟာခိုးယူဖို့အကြံဉာဏ်ကိုလုံးဝဆန့်ကျင်ခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ငွေရေးကြေးရေးပြဿနာတွေကဆက်လက်ကြီးထွားလာပြီးသူမအပေါ်ကဖိအားတွေကမခံမရပ်နိုင်ဖြစ်လာတဲ့အခါနောက်ဆုံးမှာတော့အစီအစဉ်တိုင်းလုပ်ဖို့သဘောတူလိုက်ပါတယ်။ရက်အနည်းငယ်ကြာပြီးနောက်သူတို့ရဲ့တငယ်ချင်းတစ်ယောက်ဖြစ်တဲ့ဂါနီကသူ့အချိန်တော်ကြာစောင့်ကြည့်နေခဲ့တဲ့အင်ကြီးတအိမ်စီကိုအဖွဲ့ကိုခေါ်သွားပါတယ်။တောက်ကြနေတိုင်းအိမ်ပိုင်ရှင်တွေကအိမ်ကနေထွက်သွားပုံရပြီးတပြားလိုက်ဖို့အတွက်အကောင်းဆုံးပြစ်မှတ်တစ်ခုဖြစ်စေပါတယ်။အဖွဲ့ဟာအဝေးကနေတနေ့လုံးအိမ်ကိုစောင့်ကြည့်ပြီးအဲ့ဒီမှာနေထိုင်သူတွေရဲ့လှုပ်ရှားမှုတွေကိုတေချာလေ့လာကြပါတယ်။ညရောက်တာနဲ့သူတို့ဟာသူတို့ရဲ့အစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ကြပါတယ်။အစီအစဉ်အရဂျီယာကအပြင်မှာကားထဲမှာပဲနေခဲ့ပါတယ်။သူမရဲ့အလုပ်ကတော့အခြေအနေကိုစောင့်ကြည့်ဖို့နဲ့အခြားလူတွေပြန်ရောက်တာနဲ့ချက်ချင်းမောင်းထွက်ဖို့အစဉ်သင့်ပြင်ထားရမှာပါ။တခုခုမှားယွင်းသွားရင်သူတို့အတွက်အမြန်ဆုံးထွက်ပြေးမဲ့လမ်းကြောင်းလိုအပ်ပါတယ်။အဲ့ဒီအတော်အတွင်းအလန်ဂါနီနဲ့နောက်ထပ်တငယ်ချင်းတယောက်တို့ကအိမ်ထဲကိုတိတ်တဆိတ်ဝင်သွားကြပါတယ်။အထဲကိုရောက်တာနဲ့၃ယောက်သားလမ်းခွဲပြီးအဆောက်အဦရဲ့မတူညီတဲ့အစိပ်ပိုင်းတွေကိုစတင်ရှာဖွေကြပါတယ်။တန်မိုးရှိတဲ့အရာတစ်ခုခုကိုတွေ့တိုင်းသူတို့ကတိတ်တဆိတ်စုဆောင်ပြီးသူတို့ရဲ့အိတ်တွေထဲကိုထည့်ကြပါတယ်။ပထမတော့သူတို့လိုအပ်တာကိုပဲယူဖို့ရည်ရွယ်ထားပေမဲ့နောက်တော့လောဘကအလံရဲ့စိတ်ကိုတဖြည်းဖြည်းလွှမ်းမိုးလာပါတယ်။အခန်းတွေထဲကတခန်းကိုရှာဖွေနေတော့သူမဟာအဖိုးတန်ရွှေလက်ဝတ်ယတနာအမြောက်များကိုတွေ့ရှိခဲ့ပါတယ်။သူမရှိကယတနာတွေကိုကြည့်ပြီးသူမရဲ့ပြဿနာအလုံးကိုစတင်စဉ်းစားမိပါတယ်။
အကုန်လုံးကိုယူသွားရင်သူမရဲ့ကြွေးမိတွေကိုဆက်နိုင်မယ်သူမရဲ့အနာဂတ်ကိုအာမခံနိုင်မယ်ပြီးတော့ဘယ်တော့မှထပ်ပြီးခိုးစရာမလိုတော့ပါဘူးသူမကိုယ်ပိုင်ကြိုးကြောင်းပြချက်နဲ့ယုံကြည်ပြီးအလံကရတနာတွေကိုတတ်နိုင်သမျှသူမရဲ့အိတ်ထဲကိုအတင်းထည့်ပါတယ်တစ်ချိန်တည်းမှာပဲဂါနီကအိမ်ရဲ့အခြားတနေရာကိုရှောက်သွားရင်ပတ်စံထုတ်တွေပြန်ကျဲနေတာကိုသတိပြုမိပါတယ်သူအဲ့ဒီနာကိုချင်းကပ်သွားစဉ်ကြောက်မက်ဖွယ်ကောင်းတဲ့အရာတစ်ခုကသူ့မျက်စိထဲဝင်လာပါတယ်စက္ကန့်ပိုင်းလောက်မှာပဲဖြတ်တောက်ထားတဲ့လူဦးကောင်းတစ်ခုလိုမျိုးအရာတစ်ခုကိုသူမြင်လိုက်ရပါတယ်ဒီမြင်ကွင်းကသူ့ကိုအလွန်မင်းထိတ်လန့်စေပြီးအော်ဟစ်ကနောက်ပြန်ခုန်သွားစေပါတယ်ဒါပေမဲ့သူတက်တိမွေးပြီးထက်ကြည့်တဲ့အခါဦးကောင်းကပျောက်ကွယ်သွားပါပြီထူးဆန်းတာဘာမှမရှိတော့ပါဘူးဒါဟာသူ့ရဲ့စိတ်ကူးယဉ်မှုတသက်ပဲလို့သူ့ကိုယ်သူနားချဖို့ကြိုးစားရင်းဂါနီကအိမ်ထဲကိုဆက်လက်ရှောက်လန်းသွားပါတယ်မကြခင်မှာပဲသူနဲ့အလန်တို့ကတံမိုးရှိတာတွေပိုရှာတွေးဖို့မျှော်လင့်ချက်နဲ့အောက်ထပ်ကိုဆင်းသွားကြပါတယ်ဒါပေမဲ့သူတို့အောက်ကိုပိုဆင်းလေလေထူးဆန်းတဲ့လေထုကပိုဖြစ်လာလေလေပါပဲဆိုးရွားတဲ့အနံ့ဆိုးတစ်ခုကလေထဲမှာပြန့်နှံ့လာပါတယ်အနံ့ကအလွန်ပြင်းထန်လွန်းလို့သူတို့ကိုချက်ချင်းနေမထိထိုင်မသာဖြစ်စေပါတယ်တစ်ချိန်တည်းမှာပဲစိတ်မသက်မသာဖြစ်စရာအရာတွေကသူတို့ပတ်ဝန်းကျင်မှာဖြစ်ပျက်လာပါတယ်ဂါနီကမှန်တဲကိုကြည့်လိုက်တိုင်းသူ့ကိုပြန်ဆိုင်ကြည့်နေတဲ့စိတ်အနှောက်အယှက်ဖြစ်စရာအရေးတွေကိုမြင်ရပါတယ်ဒီမြင်ကွင်းတွေကအယမ်းကိုတဘာဝမကျလွန်းလို့သူ့ကိုတုံလုံးချောက်ချားစေပါတယ်သူတည်ငြိမ်အောင်စူးစမ်းပေမဲ့ကြောက်ရွံ့မှုကသူ့အထဲမှာဆက်လက်ကြီးထွားနေပါတယ်နောက်ဆုံးမှာတော့သူတံမိုးရှိတာတွေရှာတာကိုရက်တက်မှုဆုံးဖြတ်ပြီးအဲ့ဒီအစားသူ့ရဲ့တငယ်ချင်းတွေကိုစတင်ရှာဖွေပါတယ်ဒါပေမဲ့အိမ်ထဲကိုရှောက်သွားရင်အိမ်ရဲ့တခြားနေရာတွေနဲ့လုံးဝကွဲပြားခြားနားတဲ့ခံစားချက်ရှိတဲ့နေရာတစ်ခုတည်းကိုသူရောက်သွားပါတယ်အဲ့ဒီမှာသူကြောက်မက်ဖွယ်ကောင်းတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုကိုလုပ်ခဲ့ပါတယ်သူ့ရှေ့မှာလူသေးအလောင်းတွေအများကြီးရှိနေပါတယ်အလောင်းတွေကိုစိတ်အနှောက်အယှက်ဖြစ်စရာပုံစံမျိုးနဲ့စီစဉ်ထားပြီးသူတို့ရဲ့အသက်မဲ့တဲ့မျက်လုံးတွေကကြဲကြဲပွင့်နေစေပါဒီမြင်ကွင်းကသူ့ကိုအေးခဲသွားစေဖို့လုံလောက်ပါတယ်သူမြင်နေရတာကိုနားလည်ဖို့ရုန်းကန်နေတော့မှပဲသူ့ရဲ့အာယုံကအနာကမိန်းကလေးငယ်တစ်ယောက်စီကိုရုတ်တရက်ရောက်သွားပါတယ်အခြားလူတွေနဲ့မတူပဲသူမကအသက်ရှင်နေစေပါမိန်းကလေးကိုကြိုးတွေနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ထားပြီးထူးဆန်းတဲ့ထုံတန်းစင်လာပစ္စည်းတွေနဲ့ပြည့်နေတဲ့အခန်းရဲ့အလယ်မှာထားရှိထားပါတယ်သူမရဲ့ပတ်လည်မှာဖျောင်းတိုင်မြောက်များလောင်ကျွမ်းနေပြီးခြောက်ခြားဖွယ်လေထုကိုဖန်တီးထားပါတယ်တစုံတစ်ယောက်ကမှော်အတက်ထုံတန်းစင်လာတစ်ခုခုကိုပြင်ဆင်နေတာကထင်ရှားပါတယ်တစ်ခုလုံးကအိမ်မက်ဆိုးတစ်ခုတည်းကထွက်လာတဲ့အရာတစ်ခုလိုပါပဲစိတ်ရှုပ်ထွေးပြီးကြောက်လန့်တကြားနဲ့ဂါနီကမိန်းကလေးစီကိုချင်းကပ်ပြီးသူမဘယ်သူလဲလို့မေးပါတယ်မိန်းကလေးကသူမကိုသူမဆူမာလို့မိတ်ဆက်ပါတယ်ထိတ်လန့်တကြားနဲ့အကူအညီအတွက်အသေးအတန်ဖြစ်နေပြီးသူမဟာနောက်မကျခင်သူမကိုလွှတ်ပေးဖို့ချက်ချင်းတောင်းပန်ပါတယ်ဆူမာကလုံးဝကြောက်လန့်နေပုံရပြီးတုံရင်နေတဲ့အတန်နဲ့သူမထံမှာတကယ်ဘာဖြစ်ခဲ့လဲဆိုတာရှင်းပြပါတယ်သူမကိုဒီအိမ်ထဲမှာပိတ်လောင်ထားတဲ့လူဟာသူမမတိုင်ခင်ကလူအများကြီးကိုတတ်ခဲ့ပြီးပြီလို့ပြောပြပါတယ်သူမရဲ့အဆိုအရသူမကိုမှော်အတက်ထုံတန်းစင်လာတစ်ခုမှာသုံးဖို့နဲ့နောက်ဆုံးမှာရပူဇော်ဖို့စီစဉ်နေခဲ့တာပါဒါပေမဲ့မတိရသေးတဲ့အကြောင်းပြချက်အချို့ကြောင့်ထုံတန်းစင်လာကမပြီးဆုံးသေးပါဘူးသူမရဲ့ဇလန်းကိုကြားရတော့ဂါနီကသူမကိုတနာမိပါတယ်သူကအပြစ်မဲ့တဲ့မိန်းကလေးတစ်ယောက်ကိုဒီလိုအနေအများတဲ့နေရာမှာချန်မထားခဲ့နိုင်ပါဘူးဒါကြောင့်အချိန်မဖြုံးတော့ပဲသူကသူမကိုကဲတင်ဖို့ဆုံးဖြတ်လိုက်ပါတယ်အနားမှာတွေ့တဲ့ဓာတ်တစ်ချောင်းကိုတုံးပြီးသူမရဲ့ပတ်လည်ကကျိုးတွေကိုတိတိကျကျဖြတ်တောက်ပြီးထုံတန်းစင်လာနေရာကနေလွှတ်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာဂါနီအလန်နဲ့ဆူမာတို့ကအပေါ်ထက်ကိုအမြန်တက်သွားကြပါတယ်ဂါနီကအပြင်မှာကားထဲမှာစောင့်နေတဲ့ဂျီယာကိုချက်ချင်းဖုန်းဆက်ပြီးအစင်သင့်ပြင်ထားဖို့ပြောပါတယ်သူတို့ခိုးလာတဲ့ပစ္စည်းတွေနဲ့ထွက်လာနေပြီဖြစ်လို့ဒီနေရာကနေတက်နိုင်သမျှအမြန်ဆုံးထွက်ခွာဖို့လိုအပ်တယ်လို့ပြောပါတယ်ဒီအချိန်မှာသူတို့လှုပ်ဖို့လိုအပ်တာကဘီလာကြီးတဲကနေထွက်ပြေးဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ကြီးမားတဲ့အချိုးအကွေးတစ်ခုဖြစ်ပွားခဲ့ပါတယ်သူတို့မထွက်ခွာနိုင်ခင်မှာဘီလာကြီးရဲ့ထွက်ပေါက်တိုင်းပိတ်ဆို့ခံထားရတာကိုသတိပြုမိလိုက်ပါတယ်တကားတွေပြတင်းပေါက်တွေနဲ့ထွက်လို့ရမယ့်လမ်းကြောင်းတိုင်းကိုထူထပ်တဲ့နွယ်ပင်တွေနဲ့ပိတ်ဆို့ထားပါတယ်အင်ကြီးကိုယ်တိုင်ကသူတို့ကိုအထဲမှာပိတ်လောင်ထားသလိုမျိုးဖြစ်နေပါတယ်ပြပြတလဲနဲ့သူတို့တငယ်ချင်းတယောက်ကမိဖို့ချောင်တဲကိုပြေးသွားပြီး gas အိုးတစ်လုံးကိုယူကာတကားတစ်ခုကိုဖောက်ခွဲဖို့ကြိုးစားပါတယ်ပောက်ကွဲမှုကပြင်းထန်ပေမဲ့အဲ့ဒီနောက်မှာတော့တကားကပွင့်မလာပါဘူးနွယ်ပင်တွေကတဘာဝလွန်အရာတစ်ခုခုကသူတို့ကိုထိန်းချုပ်ထားသလိုမျိုးအရှိတိုင်းရှိနေသေးပါဒါကိုမြင်တော့ရွှေတာကဒါဟာပုံမှန်ချင်းနေမဟုတ်ဘူးလို့စတင်ခံစားလာရပါတယ်သူမအတွက်တော့ဒါဟာချိန်စာတစ်ခုလိုပါပဲအလန်ကသူတို့တကယ်လိုအပ်တာထက်ပိုပြီးခိုးယူခဲ့တာကြောင့်သူတို့အပြစ်ပေးခံရတာလို့သူမယုံကြည်နေပါတယ်သူမရဲ့အဆိုအရလောဘကသူတို့စီကိုဒီကပ်ဘေးကိုယူဆောင်လာတာပါဒါပေမဲ့အလန်ကဒါကိုလက်မခံပါဘူးသူမကဖျားသခင်ကသူမရဲ့ရည်ရွယ်ချက်ကိုသိတယ်လို့ပြောပါတယ်သူမဟာလောဘတသက်ကြောင့်ခိုးခဲ့တာမဟုတ်ပါဘူးသူမအဲ့ဒီအရာတွေကိုယူခဲ့တာကသူမရဲ့ပြဿနာအလုံးကိုတခါတည်းနဲ့အပြီးရှင်းခြင်းလို့ဖြစ်ပြီးဒါမှနောက်တစ်ချိန်ဘယ်တော့မှထပ်ပြီးမခိုးရတော့မှမို့လို့ပါသူမရဲ့စိတ်ထဲမှာတော့သူမဟာမှားယွင်းတဲ့ရွေးချယ်မှုတွေစီအတင်းတွန်းပို့နေတဲ့ဘဝကနေရုံထွက်ဖို့ပဲကြိုးစားခဲ့တာပါသူတို့ရဲ့ညှင်းခုန်မှုပိုဆိုးမလာခင်မှာသူတို့ရဲ့အခြားတငယ်ချင်းကသူတို့ကိုတားလိုက်ပါတယ်ရန်ဖြစ်နေတာကသူတို့အသက်ရှင်ကျန်ရစ်ဖို့အတွက်အထောက်အကူဖြစ်မှာမဟုတ်ဘူးဆိုတာကိုသူတို့သိကြပါတယ်ဒါကြောင့်သူတို့ကနှစ်ဖွဲ့ခွဲပြီးအင်ကြီးထဲမှာအခြားထွက်ပေါက်တစ်ခုကိုရှာဖို့ဆုံးဖြတ်လိုက်ကြပါတယ်အိမ်ကိုရှာဖွေနေတော့သူတို့ဟာမိသားစုတပ်ပုံဟောင်းတွေနဲ့ပြည့်နေတဲ့နေရန်တစ်ခုစီကိုရောက်လာပါတယ်တပ်ပုံတွေနဲ့အတူနေရန်မှာဆွဲထားတဲ့ကြီးမားတဲ့မိသားစုတစ်ပင်တစ်ခုရှိနေပါတယ်အဲ့ဒါကိုသူတို့လေ့လာကြည့်တဲ့အခါတုံ့လှုပ်စရာတစ်ခုကိုသတိပြုမိပါတယ်ဆူမာရဲ့တပ်ပုံကလည်းအဲ့ဒီမိသားစုတစ်ပင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေပါတယ်ဒါကစိတ်အနှောက်အယှက်ဖြစ်စရာမေးခွန်းတစ်ခုကိုချက်ချင်းပေါ်ထွက်လာစေပါတယ်
ဆူမာကဒီအိမ်ထဲကအကျဉ်းသားတယောက်တက်ပဲဆိုရင်ဘာဖြစ်လို့သူမရဲ့တပ်ပုံကမိသားစုဝင်တွေထဲမှာပါဝင်နေရတာလဲသူတို့စက်ကြည့်နေစင်မှာပဲမိသားစုတစ်ပင်ထဲမှာနောက်ထပ်ရင်းနှီးတဲ့မျက်နှာတစ်ခုကိုသတိပြုမိပါတယ်အဲ့ဒါကတော့ဇလန်းအစမှာရက်ဆက်ဆက်စီရင်ချင်းခံခဲ့ရတဲ့အမျိုးသမီးရဲ့မျက်နှာပါပဲဒါကရွာကအမျိုးသမီးနဲ့ဆူမာတို့ဟာတွေးသားတော်ဆက်မှုရှိကြောင်းဖော်ပြနေပါတယ်အဲ့ဒီနောက်မှာအလန်နဲ့ရွှေတာတို့ကနောက်ထပ်6ချားဖွဲအသေးစိတ်တစ်ခုကိုသတိပြုမိပါတယ်စီရင်ခံရတဲ့အမျိုးသမီးနဲ့ဆူမာတို့ဟာကွက်တီတူညီတဲ့မွေးနေ့ကိုပိုင်ဆိုင်ထားကြတာပါဒီထူးဆန်းတဲ့ဆက်နွယ်မှုကလှုပ်ဝက်ချက်ကိုပို့ပြီးမှောင်မိုက်စေပြီးသူတို့ဟာဆူမာကဘီလာကြီးထဲမှာပိတ်မိနေတဲ့တာမန်သားကောင်တယောက်မဟုတ်နိုင်ဘူးဆိုတာကိုစတင်သဘောပေါက်လာကြပါတယ်ဘီလာကြီးရဲ့အခြားတစ်ဖက်မှာတော့ဆူမာနဲ့ဂါနီတို့ဟာနှစ်ယောက်တည်းကြံခဲ့ပါတယ်ပထမတော့အရာအလုံးကတိတ်ဆိတ်နေပုံရပေမဲ့နောက်တော့ဂါနီကထူးဆန်းတဲ့အရာတစ်ခုကိုသတိပြုမိပါတယ်ဆူမာကအနားမှာရက်နေပြီးသူမရဲ့လေဒီတန်တဲ့တစ်ခုခုကိုတူတူလေးရေရွတ်နေပါတယ်စူဆန်းကျင်စိမ့်နဲ့စိတ်ရှုပ်ထွေးစွာနဲ့ဂါနီကသူမဘာပြောနေလဲဆိုတာကြားရအောင်ပို့ပြီးနီးနီးကက်ကက်ရွှေ့သွားပါတယ်ဒါပေမဲ့သူမစီချင်းကက်လိုက်တဲ့အခိုက်အတန့်မှာပဲဆူမာရဲ့မျက်လုံးတွေကလုံးဝအမဲရောင်ပြောင်းသွားပါတယ်သူတုတ်ပြန်မှုမလုပ်နိုင်ခင်မှာပဲသူမကပါဆက်ကိုဟားလိုက်ပြီးထူးဆန်းတဲ့မွေလိုမျိုးအင်းဆက်ပိုးကောင်တစ်ကောင်ကိုလွှတ်လိုက်ပါတယ်တတဝါကဂါနီရဲ့နားထဲကိုတန်တန်မတ်မတ်တွားတွားဝင်ရောက်သွားပါတယ်အဲ့ဒါသူ့ခန္ဓာကိုယ်ထဲဝင်သွားတဲ့အခိုက်အတန့်မှာပဲဂါနီဟာမခံမရက်နိုင်တဲ့နာကျင်မှုတံကိုခံရပါတယ်သူဟာအော်ဟေရုံးကန်ရင်နောက်ဆုံးမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့အမှန်တရားကိုသဘောပေါက်သွားပါတယ်ဆူမာဟာဘယ်တော့မှအပြစ်မဲ့တဲ့သားကောင်မဟုတ်ခဲ့ပါဘူးသူမကိုကယ်တင်ခဲ့တာကကြီးမားတဲ့အမှားတစ်ခုပါအခုတော့သူမရဲ့လှုပ်ဝက်ချက်ကပေါ်သွားပြီဖြစ်လို့ဆူမာကသူမရဲ့တကယ်တဘာဝကိုဖုံးကွယ်မထားတော့ပါဘူးသူမကသူမရဲ့မိစ္ဆာပုံစံကိုဖော်ထုတ်ပြသပြီးဒီဗီလာကြီးတဲကိုသူတို့ဘယ်တော့မှမဝင်ခဲ့တင်ဘူးလို့သတိပေးပါတယ်သူမရဲ့အဆိုအရအခုသူတို့အထဲကိုရောက်နေပြီဖြစ်လို့သူတို့တဲကဘယ်သူမှအသက်ရှင်လျက်ပြန်ထွက်သွားရမှာမဟုတ်ပါဘူးဂါနီကထိတ်လန့်တကြားအော်ဟစ်လိုက်ပြီးသူ့ရဲ့တငယ်ချင်းတွေကဗီလာကြီးရဲ့အခြားတစ်ဖက်ကနေသူ့တန်ကိုကြားလိုက်ရပါတယ်သူတို့ဟာနောက်မကြခင်သူ့ကိုကယ်တင်နိုင်ဖို့မျှော်လင့်ချက်နဲ့သူရှိရာစီအပြေးလွှားသွားကြပါတယ်ဒါပေမဲ့သူတို့တဲကတယောက်ဂါနီစီရောက်သွားတဲ့အချိန်မှာတော့သူ့ရဲ့အခြေအနေကထိတ်လန့်စရာကောင်းနေပါပြီဆူမာကမှန်ထဲမှာပေါ်လာပြီးအရေးကနေတဆင်သူ့ကိုနှိပ်စက်နေပါတယ်သူပြရခတ်ပြီးစိတ်ရှုပ်ထွေးမှုတွေနဲ့သူ့ရှိမှရက်နေတဲ့လူကိုတိုက်ခိုက်လိုက်မိပါတယ်အဲ့ဒါတကယ်တော့သူ့ရဲ့တငယ်ချင်းရင်းဖြစ်နေတာကိုမသိရှာပါဘူးဂါနီဟာသူ့ကိုယ်သူမထိန်ချုပ်နိုင်တော့ဘူးဆိုတာထင်ရှားလာပါတယ်သူ့နားထဲကအင်းဆက်ပိုးကောင်ကသူ့ရဲ့စိတ်ကိုတက်ရောက်မှုရှိစေပြီးသူ့ရဲ့အသိစိတ်တွေကိုလုံးဝဆုံရှုံသွားစေတာပါထိတ်လန့်တကြားနဲ့သူကထွက်ပြေးပြီးတခြားအခန်းတစ်ခုမှာပုန်းနေပါတယ်ဒါပေမဲ့ခြောက်ခြားမှုကအဲ့ဒီမှာတင်မရက်တတ်ပါဘူးမကြခင်မှာပဲအဲ့ဒီထူးဆန်းတဲ့အင်းဆက်ပိုးကောင်တွေကသူ့ပတ်လဲမှာပေါ်လာပြန်ပါတယ်သူတို့ကအခန်းအနှံ့တွားသွားကြတယ်မျက်နှာချက်ကနေကျလာကြပြီးမျက်နှာစာတိုင်းကနေသူ့ကိုဝိုင်းရံထားကြပါတယ်အင်းဆက်တွေကအရင်တိုင်းပဲသူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ကြပြီးသူ့ကိုမခံမရက်နိုင်တဲ့နာကျင်မှုတွေထဲတွန်းပို့ကြပါတယ်ဂါနီဟာထိန်းချုပ်မှုလုံးဝဆုံးရှုံးသွားပြီးသူ့ရဲ့ပူကတ်ခံထားရတဲ့အခြေအနေမှာတင်သူ့ကိုယ်သူဖျက်ဆီးပြီးအဆုံးသတ်သွားပါတယ်အဲ့ဒီနောက်မှာမထွက်ပြေးနိုင်တော့ပဲဘာတွေဖြစ်ပျက်နေလဲဆိုတာကိုတော့နားမလည်နိုင်တော့ပဲရွှေတာဟာကြောက်မက်ဖွယ်ကောင်းတဲ့ပိုးကောင်တွေကြိုက်ခဲမှုကြောင့်ရက်ဆက်ဆက်အသက်ခံလိုက်ရပါတယ်အဲ့ဒီအတော်တွင်ဘီလာကြီးရဲ့အပြင်ဘက်မှာတော့ဂျီယာကကားထဲမှာစောင့်နေတော့မှာပဲသူမစောင့်နေတာအတော်ကြာနေပြီဖြစ်ပေမဲ့သူမရဲ့တငယ်ချင်းတွေကဘယ်သူမှပြန်မလာကြသေးပါဘူးစိုးရိမ်စိတ်တွေကြီးထွားလာပြီးသူမကဝေါ်ကီတိုကီကိုယူကာဘီလာကြီးရဲ့ဝင်ပေါက်စီကိုဖြည်းဖြည်းချင်းရှောက်သွားပါတယ်သူမကဝေါ်ကီတိုကီကနေတဆင့်သူမရဲ့တငယ်ချင်းတွေကိုဆက်သွယ်ဖို့ကြိုးစားပြီးအံ့ဩစရာကောင်းတာကသူမဟာရွှေရရဲ့အတန်နဲ့ပြန်ထူတာကိုရရှိခဲ့ပါတယ်ခဏလောက်တော့ဂျီယာကစိတ်သက်သာရာရသွားပါတယ်ဒါပေမဲ့အမှန်တရားကပိုပြီးကြောက်စရာကောင်းပါတယ်ရွှေတာဟာတေဆုံးသွားခဲ့ပါပြီသူမကိုပြန်ထူးနေတဲ့အတန်ကရွှေတာလုံးဝမဟုတ်ပါဘူးအဲ့ဒါကဂျီယာကိုပိုပြီးနီးကပ်လာအောင်ဆွဲဆောင်ဖို့ရွှေတာအတန်ကိုတူးပနေတဲ့ဆူမာပါပဲရုတ်တရက်ဆူမာကဂျီယာရဲ့ရှေ့မှာစောက်ထိုးကြီး6ချားဖွယ်ပုံစံနဲ့ပေါ်လာပါတယ်ဒီမြင်ကွင်းကဂျီယာကိုလုံးဝတုန်လှုပ်သွားစေပြီးကြောက်ရွံ့မှုကသူမရဲ့ခန္ဓာကိုယ်ကိုလွှမ်းမိုးသွားပါတယ်လက်ထဲမှာဓမီကိုကင်ထားရင်းဂျီယာကသူမကိုသူမကာကွယ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့သူမတစ်ခုခုကိုတေးသေးချာချာမလုပ်နိုင်ခင်မှာပဲဆူမာကအပေါ်ကနေသူမကိုတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့ဂျီယာရဲ့တိုက်ခိုက်မှုကဆူမာပေါ်ဘာတက်ရောက်မှုမှမရှိပါဘူးဒဏ်ရာရမယ့်အစားဆူမာကယူသွတ်နေတဲ့အမျိုးသမီးတစ်ယောက်လိုရေမောနေပါတယ်ဒါကိုမြင်တော့ဂျီယာကပိုပြီးထိတ်လန့်သွားပြီးဗီလာကြီးကနေတက်နိုင်သမျှအမြန်ဆုံးထွက်ပြေးပါတယ်ဒါပေမဲ့ဂျီယာကနှလုံးရောဂါခံစားနေရသူပါသူမရဲ့နှလုံးကအလွန်မင်းစိတ်ဖိစီးမှုဒါမှမဟုတ်ရုတ်တရက်ရုပ်ပိုင်းဆိုင်ရာဖိအားတွေကိုမခံနိုင်ပါဘူးကြောက်လန့်တကြားပြေးနေစဉ်မှာပဲသူမရဲ့ခန္ဓာကိုယ်ကစတင်ပျက်စီးလာပြီးထိတ်လန့်မှုကသူမကိုနှလုံးရက်တက်မဲ့အခြေအနေစီကိုအန္တရာယ်ရှိလောက်အောင်တွန်းပို့နေပါတယ်အဲ့ဒီအတော်အတွင်းဗီလာကြီးရဲ့အထဲမှာတော့အလံကအလားတူထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုမြင်လိုက်ရပါတယ်သူမရဲ့ကွယ်လွန်သူအဖေရဲ့ဝိညာဉ်ကသူမရဲ့ရှေ့မှာရုတ်တရက်ပေါ်လာပါတယ်တုံနှုတ်ချောက်ချားစွာနဲ့သူမဟာဘာမှမစင်စားပဲထွက်ပြေးခဲ့ပြီးလှုပ်ဝက်ဆန်းကျဲတဲ့လူတစ်ယောက်နဲ့တွားတိုက်မိပါတယ်ဒီလူကတော့တကယ်တမ်းအိမ်ရဲ့တကယ်ပိုင်ရှင်ဖြစ်ပြီးသူဟာနောက်ဆုံးတော့ပြန်ရောက်လာတာပါသူကအလံနဲ့ဂါနီတို့ပိတ်မိနေတဲ့ကြောက်မက်ဖွယ်အခြေအနေကိုချက်ချင်းနားလည်သွားပါတယ်သူတို့ရဲ့အခြေအနေကိုမြင်ပြီးသူကသူတို့ကိုတနာမိကနှစ်ယောက်စလုံးကိုတနေရာတည်းစီအမြန်ခေါ်လာခဲ့ပါတယ်အဲ့ဒီမှာလူကသူတို့ရှေ့မှာထုံနှန်းစင်လာတစ်ခုကိုစတင်လှုပ်ဆောင်ပါတယ်မကြခင်မှာပဲသူဟာတာမန်အိမ်ပိုင်ရှင်တစ်ယောက်မဟုတ်ဘူးဆိုတာပေါ်ပေါက်လာပါတယ်သူကနတ်ဆရာတစ်ယောက်ပါ
သူ့ရဲ့စွမ်းအားတွေကိုတုံးပြီးသူကအလန်နဲ့ဂါနီတို့ကိုယာယီကုသပေးကဆူမာသူတို့ရဲ့နားထဲကိုထည့်ထားတဲ့ထူးဆန်းတဲ့အင်းဆက်ပိုးကောင်တွေကိုဖယ်ရှားပေးပါတယ်။ပိုးကောင်တွေသူတို့ခန္ဓာကိုယ်ထဲကထွက်လာတဲ့အခါအလန်နဲ့ဂါနီနှစ်ယောက်စလုံးတုံးလှုပ်သွားကြပါတယ်။နတ်ဆရာကဒီတတဝါတွေကိုအောက်လမ်းပေါ်အတက်နဲ့ဖန်တီးထားတာလို့ရှင်းပြပါတယ်။လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားပြီဆိုရင်သူတို့ကတားကောင်ကိုတဖြည်းဖြည်းယူသွတ်သွားစေပြီးသူတို့ရဲ့စိတ်ကိုထိန်းချုပ်မှုဆုံးရှုံးသွားစေတာပါ။အလန်နဲ့ဂါနီတို့ကအကုန်လုံးကိုရှင်းမပြရသေးခင်မှာတင်နတ်ဆရာကဘာဖြစ်ခဲ့လဲဆိုတာကိုသိနေပါပြီ။သူတို့ဟာဆူမာကိုအကျဉ်းချထားရာကနေလွတ်ပေးလိုက်ပြီဆိုတာကိုသူသဘောပေါက်သွားပါတယ်။ဒေါသထွက်ပြီးထိတ်လန့်စွာနဲ့သူကသူတို့ကိုကြီးမားတဲ့အမှားတစ်ခုလုပ်ခဲ့မိပြီလို့ပြောပါတယ်။သူကဆူမာဟာအပြစ်မဲ့တဲ့မိန်းကလေးမဟုတ်ဘူးလို့သတိပေးပါတယ်။သူမဟာအလွန်အန္တရာယ်များပါတယ်။ပြီးတော့သူမကိုလွတ်ပေးလိုက်ခြင်းအဖြစ်သူတို့ဟာသူတို့ကိုယ်တိုင်အတွက်တင်မကပဲတစ်မျိုးလုံးအတွက်ပါကပ်ဘေးကိုဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။အဲ့ဒီနောက်နတ်ဆရာကသူ့ရဲ့အတိတ်ကိုဖွင့်ဟပြပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့ကိုအောက်လန်းပညာသုံးတဲ့လူတွေကိုနှိမ်နင်းဖို့မစ်ရှင်တစ်ခုပေးခဲ့ပူပါတယ်။အားလုံးထဲမှာဆူမာကအစွမ်းထက်ဆုံးတဲ့ကတယောက်ပါဒါပေမဲ့သူတော်မှသူမကိုမတတ်နိုင်ခဲ့ပါဘူး။သူမကိုတတ်ဖို့မဖြစ်နိုင်တာကြောင့်သူကသူမကိုဗီလာကြီးထဲမှာပဲပိတ်လောင်ထားခဲ့တာပါ။ပထမတော့အလန်နဲ့ဂါနီတို့ကသူ့ရဲ့ဇလံကိုမယုံကြည်ကြပါဘူး။သူတို့အတွက်တော့ဒါဟာယုံရခက်လွန်းနေပုံရပါတယ်။သူတို့ရဲ့တန်တရားကိုမြင်တော့နတ်ဆရာကဒေါသထွက်လာပြီးသူတို့ကိုအမှန်တရားကိုတိုက်ရိုက်ပြသဖို့ဆုံးဖြတ်လိုက်ပါတယ်။သူကနောက်ထပ်ထုံးတမ်းစင်လာတစ်ခုကိုလှုပ်ဆောင်ပြီးသူတို့ရဲ့စိတ်တွေကိုအတိတ်စီပြန်ပို့လိုက်ပါတယ်။အဲ့ဒီနောက်ဇလန်ကရုပ်ရှင်ရဲ့အစမှာပြခဲ့တဲ့အောက်လန်းပညာသုံးတယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးကိုစီရင်ဖို့နတ်ဆရာအဖွဲ့တစ်ဖွဲ့စုဝေးခဲ့ကြတဲ့ကြောက်မက်ဖွယ်မြင်ကွင်းစီကိုပြန်ရောက်သွားပါတယ်။သူတို့ကသူမရဲ့ဦးခေါင်းကိုဖျက်လိုက်ကြပေမဲ့ခန္ဓာကိုယ်နဲ့တီးတခါဖြစ်သွားပြီးနောက်မှာတော့သူမရဲ့ဦးခေါင်းကဆက်လက်လှုပ်ရှားနေခဲ့ပါတယ်။အခုတော့အဲ့ဒီမြင်ကွင်းရဲ့နောက်ွယ်ကအမှန်တရားကိုနောက်ဆုံးမှဖော်ထုတ်ပြသလိုက်ပါပြီ။ပြတ်တောက်နေတဲ့ဦးခေါင်းကလှုပ်ရှားနေုံတသက်မဟုတ်ပါဘူး။အဲ့ဒါကတကယ်စကားပြောနေတာပါ။အမျိုးသမီးကအောက်လန်းပညာကိုကျွမ်းကျင်ပိုင်နိုင်ခဲ့တဲ့ဆုံးမအစ်စ်ဖြစ်နေတာပါ။သူမရဲ့မှောင်မိုက်တဲ့စွမ်းအားတွေကတဆင့်သူမဟာသူမကိုသူမဖျက်ဆီးဖို့မဖြစ်နိုင်တော့အောင်လုပ်ထားခဲ့ပါတယ်။သူမရဲ့ခန္ဓာကိုယ်ကိုတတ်နိုင်ပေမဲ့သူမရဲ့ဝိညာဉ်ကိုတော့ဖျက်ဆီးလို့မရပါဘူး။နတ်ဆရာကသူမဟာမတေမျိုးပုံစံတစ်ခုကိုရရှိခဲ့တာလို့ရှင်းပြပါတယ်။သူမရဲ့လက်ရှိခန္ဓာကိုယ်တည်ဆုံးသွားရင်တောင်သူမဟာသူမရဲ့ကိုယ်ပိုင်သွေးမျိုးဆက်ထဲကတစုံတစ်ယောက်ကတဆင့်ကဘာမြေပေါ်ကိုပြန်လာနိုင်ပါတယ်။ပြီးတော့အဲ့ဒီသွေးမျိုးဆက်ကအခုတော့ဆူမာစီကိုဓာတ်ရိုက်ဦးတည်နေပါတယ်။အဲ့ဒီနောက်နတ်ဆရာကဆူမာဟာဆုံးမနဲ့သွေးသားတော်ဆက်တဲ့တူညီတဲ့သွေးမျိုးဆက်ထဲကဖြစ်တယ်ဆိုတာကိုဖွင့်ဟပြပါတယ်။အဲ့ဒါကြောင့်ဆုံးမရဲ့ဝိညာဉ်ကအခုတော့သူမရဲ့ခန္ဓာကိုယ်ထဲမှာရှင်တန်နေတာပါ။ဒါဟာဆူမာကိုတာမန်လူလိုတက်လို့မရတဲ့အကြောင်းပြချက်ပါပဲ။အကောင်းဆုံးအနေနဲ့သူမကိုအားနဲ့အောင်ပဲလုပ်လို့ရပါတယ်။ပြီးတော့အဲ့ဒါကလည်းနတ်ဆရာကအခုချိန်ထိလှုပ်ဆောင်ခဲ့တဲ့အရာပါပဲ။အလန်နဲ့ဂါနီတို့ကသူမကိုဘလို့အားနဲ့အောင်လုပ်ခဲ့လဲဆိုတာချက်ချင်းမေးကြပါတယ်။နတ်ဆရာကသူဒီဗီလာကြီးကိုပထမဆုံးလာခဲ့တုန်းကအဲ့ဒီမှာနေထိုင်တဲ့ဆုံးမရဲ့နောက်လိုက်အမြောက်အများကိုတွေ့ခဲ့ရတယ်လို့ရှင်းပြပါတယ်။သူတို့ကသူမကိုကိုးကွယ်ကြပြီးတူညီတဲ့သွေးမျိုးဆက်ကိုတည်ဆောင်ထားတဲ့ဆူမာကတဆင့်သူမကိုပြန်လဲအသက်သွင်းမှုစူးစမ်းနေခဲ့ကြတာပါ။နတ်ဆရာကအဲ့ဒီနောက်လိုက်တွေကိုတယောက်ပြီးတယောက်တက်ခဲ့ပါတယ်။မှောင်မိုက်တဲ့ထုံးတမ်းစင်လာကိုရက်တန့်မှုမျှော်လင့်ချက်နဲ့ပါ။ဒါပေမဲ့သူတို့ကိုဖျက်ဆီးပြီးနောက်မှာတော့သူကအခမ်းအနားကိုလုံးဝရက်တန့်ဖို့ပြက်ကွက်ခဲ့ပါတယ်။သူအဆုံးမတတ်နိုင်ခင်မှာပဲဆုံးမရဲ့ဝိညာဉ်ကဆူမရဲ့ခန္ဓာကိုယ်ထဲမှာအောင်မြင်စွာနိုးထသွားခဲ့ပါတယ်။အဲ့ဒီနောက်အလန်ကသူမကိုအမြဲတမ်းတက်ပြစ်နိုင်မဲ့နီလန်းရှိမရှိမေးပါတယ်။နတ်ဆရာကတခုတည်းသောဖြစ်နိုင်ခြေရှိတဲ့နီလန်းရှိတယ်လို့ပြောပါတယ်။ဒီချိန်စာတဲ့နေရာရဲ့တနေရာမှာဆုံးမရဲ့ဝိညာဉ်ကိုဖျက်ဆီးနိုင်တဲ့အစွမ်းထက်တဲ့ဓာတ်တစ်ချောင်းရှိနေပါတယ်။ဒါပေမဲ့ပြဿနာကသူအဲ့ဒါကိုဘယ်တော့မှရှာမတွေ့ခဲ့တာပါပဲ။သူဓာတ်အကြောင်းပြောလိုက်တဲ့အခိုက်အတန့်မှာပဲအခန်းကရုတ်တရက်ပြင်းပြင်းထန်ထန်တုန်ခါလာပါတယ်။အစွမ်းထက်တဲ့တဘာဝလွန်အင်အားတစ်ခုကအလန်နဲ့ဂါနီတို့ကိုဆွဲထုတ်သွားပြီးထူးဆန်းတဲ့လှုပ်ဝက်ကဘာတစ်ခုလေးကိုဆွဲခေါ်သွားပါတယ်။ဒီလှုပ်ဝက်စမ်းကျဲတဲ့နေရာကဗီလာကြီးရဲ့အောက်ဘက်မှာတည်ရှိနေပုံရပါတယ်။အင်ကြီးနဲ့ဆက်နွယ်နေတဲ့အခြားသောနယ်ပယ်တစ်ခုလိုခန်းစားရပြီးဆုံးမရဲ့စွမ်းအားနဲ့ဖန်တီးထားတဲ့မှောင်မိုက်တဲ့နယ်မြေတစ်ခုပါ။သူတို့အဲ့ဒီကဘာတဲကိုဝင်ချင်းမှာပဲအလန်ဟာဝိညာဉ်တစ်ခုရဲ့ပူကတ်ခြင်းကိုရုတ်တရက်ခံလိုက်ရပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အဲ့ဒါဆုံးမမဟုတ်ပါဘူး။သူမကိုပူကတ်ထားတဲ့ဝိညာဉ်ကရုပ်ရှင်အစကဆုံးမကိုစီရင်ဖို့စူးစမ်းခဲ့တဲ့အဲ့ဒီနတ်ဆရာကြီးပါပဲ။ဒီနေရာမှာကြီးမားတဲ့အမှန်တရားတစ်ခုပေါ်ထွက်လာပါတယ်။အလန်ကလည်းဆုံးမရဲ့သွေးမျိုးဆက်ထဲကဖြစ်နေတာပါ။အဲ့ဒီဆက်နွယ်မှုကြောင့်သူမဟာမြင့်မြတ်တဲ့ဓာတ်ကိုဆွဲထုတ်ပြီးဆူမကိုစန့်ကျင်သုံးဆွဲနိုင်မဲ့တူးရဲသောသူဖြစ်လာပါတယ်။အလန်ရဲ့ခန္ဓာကိုယ်ကတဆင့်ရှေးဟောင်းနတ်ဆရာကသူမကိုလှုပ်ဝက်လက်နဲ့ရှိရာစီအမြန်လမ်းညွန်ခေါ်ဆောင်သွားပါတယ်။အလန်ကဓာတ်စီကိုရောက်တဲ့အခါသူမကအံ့ဩစရာကောင်းလောက်အောင်လွယ်လွယ်ကူကူနဲ့ဆွဲထုတ်လိုက်ပါတယ်။ဓာတ်ကိုဆွဲထုတ်လိုက်တဲ့အခိုက်အတန့်မှာပဲဆူမကအခြားတစ်ဖက်ကနေအဲ့ဒါကိုအာရုံရသွားပါတယ်။သူမဟာသူမကိုအဆုံးသတ်နိုင်တဲ့အင်အားကနောက်ဆုံးတော့နိုးထလာပြီဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်။ဒါကသူ့နေရာကနေထွက်ခွာသွားတာနဲ့ထူးဆန်းတဲ့လှုပ်ဝက်ကဘာကစတင်ပြိုလဲလာပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲအရာအလုံးပြက်ကွယ်သွားပြီးအလန်နဲ့ဂါနီတို့ဟာသူတို့အရင်ကရက်နေခဲ့တဲ့အခန်းထဲကိုပဲပြန်လည်ရောက်ရှိသွားကြပါတယ်။အဲ့ဒီမှာနတ်ဆရာကနောက်ဆုံးထုံးတမ်းစင်လာအတွက်အမြန်ပြင်ဆင်ပါတယ်။ဒါဟာဆူမာကိုထာဝရရက်တန့်မှုသူတို့ရဲ့တခုလေးသောအခွင့်အရေးဖြစ်နိုင်မှန်သူသိပါတယ်။ဒါပေမဲ့သူမပြီးဆုံးနိုင်ခင်မှာပဲဆူမာရောက်လာပါတယ်။နတ်ဆရာကသူမကိုမြင်ချင်းမှာပဲအလန်နဲ့ဂါနီတို့ကိုထွက်ပြေးဖို့အရေးတကြီးပြောပါတယ်။ဒေါသတွေပြည့်နေတဲ့ဆူမာကသူမကိုနှစ်ပေါင်းများစွာပိတ်လောင်ထားခဲ့တဲ့လူပေါ်ကလဲစားချေဖို့ဆုံးဖြတ်လိုက်ပါတယ်။
သူမကနတ်ဆရာကိုတိုက်ခိုက်ပြီးထိတ်လန့်စရာကောင်းတဲ့ခွန်အားနဲ့ဖမ်းချုပ်လိုက်ပါတယ်။အဲ့ဒီနောက်ကယူနာမရှိဘဲသူ့ရဲ့လက်ကိုချိုးပစ်လိုက်ပါတယ်။သူ့ရဲ့လက်မောင်းကနေသွေးတွေစီးကျလာပြီးအခုတင်ကြောက်မက်ဖွယ်ကောင်းနေတဲ့မြင်ကွင်းကိုပိုပြီးရက်ဆက်ကြမ်းကြုတ်စေပါတယ်။အဲ့ဒီအတော်အတွင်းအလန်နဲ့ဂါနီတို့ကအပြင်ကိုပြေးထွက်ပြီးရုံရင်ဆန်ခတ်မှုကနေလွတ်မြောက်ဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့သူတို့ဗီလာကြီးရဲ့မြေကွက်လက်ထဲကိုဖျက်ဆီးသွားစင်မှာပဲနောက်ထပ်နာကျင်စရာမြင်ကွင်းတစ်ခုကိုရင်ဆိုင်ရပြန်ပါတယ်။သူတို့ဟာသူတို့ရဲ့တငယ်ချင်းရဲ့လူသေးအလောင်းကိုတွေ့ရှိခဲ့ကြပါတယ်။သူမရဲ့တငယ်ချင်းရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုမြင်လိုက်ရတာကအလန်ကိုပိုပြီးကြေကွဲစေပါတယ်။တညထဲမှာတင်သူမဟာသူမနဲ့ရင်းနှီးတဲ့လူနှစ်ယောက်ကိုဆုံးရှုံးခဲ့ရပြီးနာကျင်မှုကမခံမရက်နိုင်တော့အောင်ပါပဲ။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမကငင်းခုန်ဖို့ငိုဖို့ဒါမှမဟုတ်အများကြီးစဉ်းစားဖို့ရက်မနေပါဘူး။သူမအသက်ရှင်ခြင်းရင်ဆက်လျှောက်ရမယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။အလန်နဲ့ဂါနီတို့ကအသက်လူပြေးကြပါတယ်။ဒါပေမဲ့ဆူမာကမပြီးသေးပါဘူး။သူမရဲ့မှောက်မိုက်တဲ့စွမ်းအားတွေကိုတုံးပြီးသူမကလူသေးလောင်းတွေကိုပြန်လည်တက်သွင်းလာပါတယ်။တလောင်းပြီးတလောင်းအလောင်းတွေကစွန်ဘီရီလိုထလာကြပြီးဗီလာကြီးထဲမှာသူတို့နောက်ကိုလိုက်လံမောင်းနေကြပါတယ်။အဲ့ဒီပြန်လည်အသက်ဝင်လာတဲ့ခန္ဓာကိုယ်တွေထဲမှာသူတို့ရဲ့တငယ်ချင်းရွှေတာလည်းပါဝင်နေပါတယ်။အခုတော့မိစ္ဆာကောင်ဖြစ်ပြောင်းလဲသွားပါပြီ။ရွှေတာကအလန်ကိုတိုက်ခိုက်ပါတယ်။ဒါပေမဲ့အလန်ကတုံဆိုင်နေမိပါတယ်။ဘာဖြစ်လို့လဲဆိုတော့စိတ်ထဲကနေသူမကိုတငယ်ချင်းတယောက်အနေနဲ့မြင်နေတော့ဖြစ်ပြီးသူမကိုနာကျင်အောင်မလုပ်ရလို့ပါပဲ။တစ်ချိန်တည်းမှာပဲရွှေတာကဂါနီကိုလည်းတိုက်ခိုက်ပါတယ်။ဂါနီကသူ့ကိုယ်သူကာကွယ်ဖို့စူးစမ်းပေမဲ့သူလည်းပဲကောင်းကောင်းမတိုက်ခိုက်နိုင်ပါဘူး။သူရှိကလူကသူ့တငယ်ချင်းနဲ့တူနေနိုင်ပေမဲ့သူဟာနာကျင်စရာအမှန်တရားကိုတဖြည်းဖြည်းသဘောပေါက်လာပါတယ်။ရွှေတာဟာသူတို့ဘက်မှာမရှိတော့ပါဘူး။သူမဟာဆူမရဲ့စစ်တပ်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်သွားပါပြီ။အဲ့ဒီအတော်အတွင်းဆူမကနောက်ဆုံးတော့အပြင်ကိုထွက်လာပါတယ်။အလန်ကသူမချင်းကပ်လာတာကိုမြင်ပြီးကားတစ်စီးတည်းကိုအမြန်ဝင်ကအဲ့ဒါကိုလက်နက်တစ်ခုအနေနဲ့တုံးဖို့မျှော်လင့်ပါတယ်။အချိန်တစ်စက္ကန့်မှမဖြုံးပဲသူမကဆူမစီကိုတနက်မတ်မတ်မောင်းနေပြီးသူမကိုတိုက်မိစေပါတယ်။အဲ့ဒီနောက်မှာအလန်ကကားထဲကနေချက်ချင်းထွက်ပြီးဂါနီကိုကယ်ဖို့အပြေးလွှားသွားပါတယ်။ဒါပေမဲ့ဝမ်းနည်းစရာကသူမနောက်ကျသွားပါပြီ။သူမရဲ့တငယ်ချင်းကိုသူမမကယ်တင်နိုင်ခဲ့ပါဘူး။အလန်ကဆုံးရှုံးမှုကိုတောင်တေချာမတွေးတောနိုင်ခင်မှာပဲဆူမာကသူမရဲ့နောက်ွယ်မှာပြန်ပေါ်လာပါတယ်။သူမရဲ့တဘာဝလွန်ဆွမ်းအားကိုသုံးပြီးဆူမာကနောက်တစ်ချိန်သူမကိုတိုက်ခိုက်ပြီးလွှမ်းမိုးဖို့ကြိုးစားပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့အလန်ရဲ့လက်ထဲမှာမြင့်မြတ်တဲ့ဓာတ်ရှိနေပါတယ်။ဓာတ်ကသူမကိုဖျက်ဆီးနိုင်မှန်းသိတာကြောင့်ဆူမာကရက်ဆက်တဲ့လှည့်ကွက်တစ်ခုကိုအမြန်သုံးလိုက်ပါတယ်။သူမကသူမရဲ့မျက်နှာကိုအလန်ရဲ့ကွယ်လွန်သူအဖေရဲ့မျက်နှာအဖြစ်ပြောင်းလဲလိုက်ပါတယ်။သူမရဲ့ရှိမှအဖေရဲ့မျက်နှာကိုမြင်လိုက်ရတော့အလန်ဟာအေးခဲသွားပါတယ်။သူမမတိုက်ခိုက်ရပါဘူး။ဒီလိုတုံဆိုင်မှုကိုအခွင့်ကောင်းယူပြီးဆူမာကဓာတ်ကိုလူယူဖို့ကြိုးစားပေမဲ့အဲ့ဒါကမြင့်မြတ်တဲ့လက်နက်ဖြစ်တာကြောင့်သူမမကင်နိုင်ပါဘူး။ဓာတ်ကသူမရဲ့စွမ်းအားကိုဆန့်ကျင်ပြီးလောင်ကျွမ်းကသူမရဲ့လက်ထဲကနေကျသွားပါတယ်။အဲ့ဒီအခိုက်အတန့်လေးကအလန်အတွက်လိုအပ်တဲ့အခွင့်အရေးကိုပေးလိုက်ပါတယ်။သူမကဓာတ်ကိုပြန်ကောက်ပြီးဆူမာကိုအင်အားပြည့်နဲ့တိုက်ခိုက်ပါတယ်။ပထမဦးစွာသူမကသူမရဲ့ဘိုက်ကိုထပ်တလဲလဲထိုးပါတယ်။အဲ့ဒီနောက်ဆုံးရိုက်ချက်တစ်ခုနဲ့သူမကဆူမရဲ့ဦးခေါင်းကိုဖျက်တောက်ပြီးသူမရဲ့အသက်ကိုအဆုံးသတ်လိုက်ပါတယ်။နောက်ဆုံးတော့ဆူမရဲ့ခန္ဓာကိုယ်ထဲကဆုံးမဟာနောက်တစ်ကြိမ်အသက်ခံလိုက်ရပါပြီ။ဒါပေမဲ့အန်နီရကထာဝရအတွက်တကယ်ပြီးဆုံးသွားတာမဟုတ်ပါဘူး။ဆုံးမရဲ့ဝိညာဉ်ကသူမရဲ့သွေးမျိုးဆက်ထဲကအခြားတစ်စုံတစ်ယောက်ကတဆင့်ပြန်လာနိုင်တဲ့စွမ်းအားကိုတည်ဆောင်ထားဆဲပါ။အဲ့ဒီသွေးမျိုးဆက်ရှိနေတဲ့၍သူမကဘာမြေပေါ်ကိုပြန်လာနိုင်မဲ့အခွင့်အရေးအမြဲရှိနေပါတယ်။အချိန်တန်ကြာပြီးနောက်ဇလန်းကဖြစ်ပျက်သမျှအရာအလုံးပြီးနောက်အလန်နဲ့သူမရဲ့မောင်လေးတို့ကိုပြသပါတယ်။အလန်ကခိုးလာတဲ့ပတ်စံတွေနဲ့ပြန်လာခဲ့ပြီးအဲ့ဒီပတ်စံကိုသုံးကသူမရဲ့အဖေခြံထားခဲ့တဲ့ကြွေးမီအလုံးကိုဆက်လိုက်ပါတယ်။ဒါပေမဲ့သူမကိုနှောက်ယှက်လေးရှိတဲ့အဲ့ဒီလူတွေကပဲအရင်တိုင်းသူမကိုဒုက္ခပေးဖို့ထပ်မံပြန်ရောက်လာကြပါတယ်။ဒီတစ်ချိန်မှာတော့အလန်ကအားကိုးရမယ်မဟုတ်တော့ပါဘူး။သူမကိုသူမကာကွယ်ဖို့သူမဟာဆူမကိုတတ်ခဲ့တဲ့တူညီတဲ့ဓာတ်ကိုသုံးပါတယ်။ဒါပေမဲ့သူမဓာတ်ကိုတာမန်လူတယောက်အပေါ်သုံးလိုက်တဲ့အခိုက်အတန့်မှာပဲထူးဆန်းတဲ့အရာတစ်ခုဖြစ်ပျက်ခဲ့ပါတယ်။ဓာတ်ကသူမရဲ့လှုပ်ဆောင်ချက်ကိုညှင်းပယ်တယ်လို့မျိုးရုတ်တရက်အလွန်အမင်းလေးလံသွားပါတယ်။အဲ့ဒီနောက်တင်နတ်ဆရာပေါ်လာပြီးအမှန်တရားကိုရှင်းပြပါတယ်။သူကအလန်ကိုဓာတ်ဟာတာမန်လူတွေကိုနာကျင်အောင်လုပ်ဖို့မဟုတ်ဘူးလို့ပြောပါတယ်။အဲ့ဒါကမကောင်းဆိုးဝါးတွေကိုဖျက်ဆီးဖို့တသက်ဖန်တီးထားတဲ့မြင့်မြတ်တဲ့လက်နက်ပါ။အကယ်၍သူမကအဲ့ဒါကိုမှားယွင်းတဲ့ရည်ရွယ်ချက်အတွက်သုံးမယ်ဆိုရင်အဲ့ဒါကသူမကိုနာခံမှာမဟုတ်ပါဘူး။အလန်ကသူ့ရဲ့စကားတွေကိုနားလည်သွားပြီးသူမရဲ့တာဝန်ကိုလက်ခံလိုက်ပါတယ်။သူမဟာဓာတ်ကိုကလဲစားချေဖို့ဒါမှမဟုတ်ပုဂ္ဂိုလ်ရေးရံပွဲတွေအတွက်ပေးထားတာမဟုတ်ပဲလူတွေကိုတကယ်အမောင်ထုကနေကာကွယ်ဖို့ပေးထားတာဖြစ်ကြောင်းသဘောပေါက်သွားပါတယ်။ဒီလိုသဘောပေါက်မှုနဲ့အတူရုပ်ရှင်ကပြီးဆုံးသွားပါတယ်ခင်ဗျာ။